မင်္ဂလာပါရှင်အခုလီဖတ်ပေးမှာ reading လေးကတော့လက်ရှိကြည့်နေတဲ့သူတွေအတွက်အားလုံးကိုလီဖတ်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုစကြည့်ရဲ့အချိန်ကနေစပြီးတော့နှစ်အတွင်းမှာကိုယ့်အတွက်တကယ်ကိုစိုးမိတ်ပါတနာလို့လိုမျိုးရောက်လာလိမ့်မယ်ကိုယ့်အတွက်တကယ်ကိုအိမ်တော်ဘကောင်းရောက်လာလိမ့်မယ်ပေါ့နော်ကိုအရင်တုန်းကကိုခံစားခဲ့ရတဲ့အရာတွေကိုအတိတ်မှာနစ်မြုပ်ခဲ့တဲ့ trauma တွေကိုအတိတ်တုန်းကကိုပေါ်မှာပြုလုပ်ခဲ့တဲ့သူတွေအားလုံးနဲ့ဒီလက်ရှိမှာပေါ့နော်ကိုကပြီးဆုံးသွားချိန်တန်ပြီဆိုတာမျိုးကိုပြနေရပေါ့နော်ဆိုတော့ကိုနောက်တစ်ချိန်မှာကိုနဲ့တကယ်ကိုလည်းထဲမဲ့တူပေါ့နော်အဲ့လိုမိသားစုဘဝလေးထူထောင်ရမယ့်ပုံစံမျိုးလေးတွေ့ရတယ်အခုအစားပြီးနောက်နှစ်အတွင်းမှာကိုအတွက်မင်္ဂလာသတင်းတွေကိုအတွက်ပြုလုပ်မဲ့မင်္ဂလာသတင်းတွေကိုနဲ့တကယ်ကိုလိုက်ရောညီထွေတဲ့ကိုရဲ့အဲ့လိုမျိုးဆိုမိလိုလိုမျိုးရောက်လာလိမ့်မယ်ပေါ့နော်သူနဲ့တွေ့ဆုံပြီးရဲ့အချိန်အစားပြီးတော့ကိုအတွက်ပျော်ရွှင်မှုတွေစိတ်ထဲမှာမွန်းကျက်နေတဲ့အရာတွေကသူနဲ့တွေ့မှာပျော်ရွှင်မှုတွေစိတ်ချမ်းသာစရာတွေအားလုံးရလာလိမ့်မယ်နော်သူနဲ့တွေ့ဆုံပြီးရဲ့အချိန်အစားပြီးကိုအတွက်သူကငါရဲ့လူသူကငါအတွက်ဆိုမိတ်ပါတနာသူကငါလက်ထက်မဲ့သူလို့ခံစားမိတဲ့အထီကိုရဲ့ခံစားမှုလေးတွေကတွက်ကြနေတတ်တယ်ကိုယ့်ရဲ့ခံစားမှုလေးတွေပျော်ရွှင်နေတတ်တယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဒီစိတ်ထဲမှာလည်းအလိုလိုနေဒီလူဟာငါအတွက်ဆိုတာမျိုးဖြစ်လာလိမ့်မယ်ပေါ့အဲ့တော့အခုကဆိုရင်နောက်နှစ်အတွင်းမှာလက်ခံရရှိလိမ့်မယ်ပေါ့နော်ကိုအတိတ်တော့ပိတ်မိခဲ့တဲ့အရာတွေကလက်ရှိအချိန်ကာလမှာကိုလွတ်ချသင့်ပြီဆိုတာမျိုးလေးကိုပြထားတယ်ပေါ့နော်ကိုအတိတ်တော့ကိုပေါ်မှာမကောင်းခဲ့တဲ့သူတွေကိုနဲ့လက်တွဲခဲ့တဲ့သူတွေလက်တွဲအခက်မသိလို့လက်တွဲဖြုတ်ခဲ့ရတဲ့သူတွေအားလုံးလည်းကိုကမို့လုံနိုင်အောင်ကြိုးစားပါသူတို့အားလုံးကိုအနေနဲ့ကအပြစ်တွေမမြင်တော့ဘဲနဲ့သူတို့အားလုံးနဲ့တွေ့ဆုံခဲ့ရတာကိုအတွက်ဘယ်လိုပြောမလဲဒါကိုအတိတ်ကတော့ကိုတွေ့ဆုံခဲ့ရတဲ့သူမျိုးဖြစ်တဲ့အတွက်အားကြောင့်မို့ဒီအခုလက်ရှိကာလမှာတွေ့ဆုံရတယ်ပေါ့နော်အဲ့တော့အခုပြီးဆုံးချိန်တန်လို့ပြီးဆုံးသွားတယ်ဆိုတာမျိုးလေးကိုလက်ခံယူလိုက်ပါပြီးတော့သူနဲ့ပတ်သက်ပြီးတော့ကိုခံစားခဲ့ရတဲ့အရာတွေလည်းလက်ရှိချိန်တွေမှာလွတ်ချခဲ့လိုက်ပါကိုလက်ခံစရာရှိအောင်လက်ခံလိုက်ပါပေါ့နော်ဆိုတော့ဒီအတိတ်ကလူတွေကကိုယ့်အတွက်ရှေ့ရေးမှာပိတ်နေတဲ့တကားတွေဖြစ်နေတတ်တယ်ကိုစီကိုရောက်လာမဲ့ဆိုးမိတ်လိုလူမျိုးလိုက်ပနာပတ်နာလူမျိုးရောက်လာမဲ့အချိန်ကာလကိုအချိန်မှာပေါ့နော်ဒီလိုလူမျိုးတွေကိုခေါင်းထဲမှာထည့်နေကိုအတိတ်တော့ပတ်သက်ခဲ့တဲ့အရာတွေမကောင်းခဲ့တဲ့အရာတွေကိုစိတ်ရှုပ်စေရတဲ့အရာတွေအဲ့ဒီအရာတွေလက်ရှိမှာလွတ်မချဘူးကိုကအဲ့ဒါကြီးကိုစိတ်ထဲမှာတွေးနေရမျိုးတွေကိုအဲ့ဒါကိုစုပ်ကင်ထားတယ်ဆိုလို့ရှိရင်တော့ဒီအရာတွေကကိုယ့်အတွက်ပိတ်မိနေတဲ့တကားလို့ဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့ကိုယ့်စီကိုရောက်လာမဲ့သူကိုကလက်ခံမှာအဲ့တော့အတိတ်ကအရာတွေလည်းကိုလွတ်ချနိုင်အောင်ကြိုးစားပါအမှန်တရားတွေကိုလက်ခံပါပေါ့နော်အခုလက်ရှိမှာကိုလက်တွဲနေတဲ့သူကိုယ့်ရဲ့ပတ်တနာကိုယ့်အတွက်အဲ့လိုမျိုးပေါ့နော်စိတ်မောရတယ်ကိုသူနဲ့လက်တွဲနေရတဲ့အချိန်မှာစိတ်မောရတယ်သူ့ကိုအနွနာခံနေရတယ်ကိုကအလျှော့တွေပေးနေရတယ်ဆိုလို့ရှိရင်သူကကိုယ့်အတွက်တကယ်ဘယ်လိုပြောလဲသူကကိုယ့်အတွက်လူမှန်မဟုတ်ဘူးလို့လီတွေ့ရတယ်အဲ့တော့ဒီလူမှန်နဲ့ကိုယ်စိတ်ထဲမှာလည်းကိုခံစားမိနေတယ်သူကငါရဲ့လူမှန်မဟုတ်ဘူးလို့လည်းကိုခံစားမိတယ်အဲ့လိုမျိုးခံစားမိရဆိုလို့ရှိရင်တော့တဖြည်းဖြည်းကိုကသူ့နဲ့သူ့ကိုလွှတ်ချနိုင်အောင်ကြိုးစားပါမို့လုံနိုင်အောင်ကြိုးစားပါပေါ့နော်အဲ့တော့ဒီလိုလူတွေနဲ့အကုန်လုံးပြတ်တောက်ပြီးကမှကိုယ့်အတွက်စိုးမိတ်လိုလူမျိုးရောက်လာမှာကိုလက်ထက်မဲ့သူမျိုးရောက်လာလိမ့်မယ်အဲ့တော့အချိန်ကုန်ပါတယ်အခုကစပြီးတော့ဒီ2025ဒီဇင်ဘာလထဲမှာ2025ရဲ့နောက်ဆုံးလဖြစ်တဲ့ဒီဇင်ဘာလထဲမှာကိုယ့်အတွက်အဲ့လိုပိတ်မိနေတဲ့တကားတွေကနေပြီးတော့ယုံထွက်လိုက်ပါပိတ်မိနေရနေပြီးတော့လက်ရှိကိုခံစားနေတဲ့အရာတွေကိုလွှတ်ချခဲ့လိုက်ပါလို့ဒီအကြံပေးခြင်းနဲ့2026ကနေစပြီးတော့2029ပေါ့နော်2026ခွင်ရကိုအတွက်တကယ်ကိုစိုးမိလို့လူမျိုးရောက်လာမှာဖြစ်တဲ့အတွက်တကားတွေဖွင့်လိုက်ပါကိုယ်စိတ်ထဲမှာပိတ်မိနေတဲ့အရာတွေကဒီဇင်ဘာလထဲမှာအကုန်လုံးလွှတ်ချနိုင်အောင်ကြိုးစားပါလို့ဒီအကြံပေးခြင်းနဲ့အဲ့တော့မကြခင်မှာကိုယ့်အတွက်ကောင်းမွန်တဲ့အိမ်တော်ဘက်ကရောက်လာပါလိမ့်မယ်နော်ကျေးဇူးတင်ပါတယ်